တန်ရောစဉ်အနောက်ဖွဲမှရုံးထွက်ခြင်းအပိုင်း3ညောင်ပင်သာရွာဤလေထုသည်ပိုမိုလေးလံလာသည်ဆရာတော်ကြီးဤဝိညာဉ်6လမ်းမှုမှာယခင်ကထက်ပိုမိုကြမ်းတမ်းလာပြီးကျောင်းပေါ်တွင်မြည်သူမျှမအိပ်ရဲတော့သည့်အခြေအနေသို့ဆိုက်ရောက်နေသည်ရွာသူရွာသားများမှလည်းဒီကျောင်းကြီးကိုဖျက်မှပဲအေးမာလာဟုပင်စတင်တိုင်ပင်လာကြသည်အစွဲ၏အမြစ်ကိုတူးထုတ်ခြင်းဥတေဇောသည်ဆရာတော်ကြီးဤဝိညာဉ်ကိုကြောက်လန့်ရမည့်ရန်သူဟုမတတ်မှတ်ပဲတနာစရာကောင်းသောတန်တရားအကျဉ်းသားတဦးအဖြစ်သာမြင်သည်ထို့ကြောင့်ဆရာတော်ဤအစွဲလန်းရှိန်ဟုန်ကိုဖျက်တောက်ရန်အတွက်အဓိကသောချက်ဖြစ်သောမြုပ်နှံထားသည့်ရွှေဒင်းကားများကိုတူးထုတ်ရန်ဆုံးဖြတ်လိုက်သည်တကားကြီးဦးပါတန်းရွာသားအချို့ကိုခေါ်ခဲ့ပါဒီညနေမှာဆရာတော်ကြီးမှတ်တမ်းထဲမှာပါတဲ့တိုင်လုံးကြီးအောက်ကိုတူးကြမယ်ဟုဦးတေဇောကမိန့်လိုက်သည်ရွာသားများမှာကြောက်လန့်လန့်ဖြင့်ပင်ပေါက်တူးကော်ပြားများကိုကင်ဆောင်ကာကျောင်းအောက်သို့ရောက်လာကြသည်တူးဖော်မှုစတင်သည်နှင့်ကျောင်းတိုက်ကြီးတစ်ခုလုံးအကြောင်းမဲ့တိမ့်တုံလာသည်နေဝင်ခါစအချိန်ဖြစ်တော်လဲကောင်းကင်တစ်ခုလုံးမဲမောင်သွားပြီးလေပြင်းများကကျောင်းဝိုင်းအတွင်းရှိတစ်ပင်များကိုချိုးပဲ့ပစ်တော့မတက်တိုက်ခတ်လာသည်မတူးနဲ့ငါပစ္စည်းတွေကိုမထိနဲ့လေထဲမှအကွဲအတန်ကြီးထွက်ပေါ်လာသည်ရွာသားများမှာတုံရင်ဖြစ်လုပ်ငန်းကိုရက်ပစ်ချင်နေကြတော့လဲဦးတေဇောကမရဲကြနဲ့ဆက်တူးပါဟုတည်ငြိမ်စွာမိန့်ကြားနေသည့်နာယီဝက်ခန့်တူးပြီးချိန်တွင်မြေအောက်2ပေခန့်အကွာ၌တန်ချေးတက်နေသောတန်တစ်တာငယ်လေးတစ်ခုကိုတွေးလိုက်ရသည်တစ်တာကိုဖွင့်လိုက်သောအခါဆရာတော်ကြီးမှတ်တမ်းထဲတွင်ပါသည့်အတိုင်းရှေးဟောင်းရွှေဒင်းကားများနှင့်ကြောက်မြက်အချို့ဝင်းခနဲပေါ်လာလေသည်ခြောက်ခြားဖွယ်ရာကိုထင်ပြမှုရွှေဒင်းကားများကိုမြင်လိုက်ရသည့်ခဏတွင်ပင်ကျောင်းပေါ်မှဆရာတော်ကြီး၏ဝိညာဉ်သည်အောက်သို့ခုန်ဆင်းလာတဲ့ကဲ့သို့ဘုံခနဲအတန်ကြီးကြားလိုက်ရသည်ဤတစ်ကြိမ်တွင်မူဝိညာဉ်သည်ဝေဝါးမဟုတ်တော့ဘဲအသားရည်များမှာခြောက်ကပ်ပြီးညိုမဲနေကမျက်လုံးအိမ်ကြီးများမှာပြူးထွက်နေသည့်ပြိတ္တာအသွင်ဖြင့်အားလုံး၏ရှေ့တွင်ကိုထင်ပြလာသည်ဒါငါဟာတွေငါဘဝနှင့်လဲပြီးရှာထားတာတွေဆရာတော်ကြီး၏ဝိညာဉ်သည်ရွှေဒင်းကားများကိုကာကွယ်ရန်ရွာသားများဘက်သို့တဟုန်ထိုးပြေးဝင်လာသည်ရွာသားများမှာအော်ဟစ်ကာထွက်ပြေးကြတော်လဲဦးတေဇောသည်ဒင်းကားတစ်တာနှင့်ဝိညာဉ်ဤကြားတွင်မတုံမလှုပ်ရက်နေခဲ့သည်ဆရာတော်ကြည်စမ်းပါဦးဒီရွှေတွေကဆရာတော်ကိုပြိတ္တာဘဝကလွတ်အောင်ကယ်နိုင်လို့လားဒီเจ้าတိုင်ကြီးတွေကဆရာတော်အတွက်မရဲမီးထက်ပူလောင်မနေဘူးလားဦးတေဇောကဒင်းကားတစ်ခုကိုကောက်ယူကာဆရာတော်ဤရှေ့သို့ကမ်းပေးလိုက်သည်ဝိညာဉ်သည်ဒင်းကားကိုလှမ်းဖန့်ရန်ကြိုးစားတော်လဲသူ၏လက်ချောင်းများမှာမိခိုးငွေကဲ့သို့ဖြစ်နေသဖြင့်ဘာကိုမျှစုပ်ကင်၍မရပေသူသည်ဒင်းကားကိုမထိနိုင်မှန်းတီးလိုက်ရသည့်အခါအလွန်အမဲနာကျင်စွာဖြင့်အော်ဟစ်ငိုကြွေးတော်သည်ငါပိုင်နာဒါပေမဲ့ငါထိလို့မရဘူးငါဘာလို့ထိလို့မရတာလဲဓမ္မဖြင့်ကစားခြင်းဥတေဇောသည်ဆရာတော်ကြီးငိုကြွေးနေစဉ်ငြိမ်သက်စွာဖြင့်တရားဟောကြားပါတော့သည်ဆရာတော်ဆွဲလန်းနေတဲ့ဒီเจ้าကြီးဟာတနေ့မှာဆွေးမြေ့ပျက်စီးသွားမှာပဲဆရာတော်မျက်နှိုးတဲ့ဒီရွှေတွေဟာလည်းမြေကြီးထဲမှာပဲကြံရစ်မှာဆရာတော်ရဲ့စိတ်ကသာဒီပစ္စည်းတွေမှာကန့်ညိနေလို့ဆရာတော်ဒုက္ခရောက်နေရတာပါအခုဒီရွှေတွေကိုတန်ခါကိစ္စတွေမှာသုံးဖို့ပြီးတော့ဆရာတော်အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ်ဖို့အလှူဒါနလုပ်လိုက်ပါတော့အစွဲကိုလွတ်လိုက်ရင်ဆရာတော်ချက်ချင်းလွတ်မြောက်သွားပါလိမ့်မယ်ဆရာတော်ကြီးဤဝိညာဉ်သည်ငြိမ်ကျသွားသည်သူ၏မျက်နှာတွင်ဒေါသများလျော့ပါသွားပြီးနောင်တရသောအယောင်များပေါ်လာသည်သူသည်သူကိုယ်တိုင်တိဆောက်ခဲ့သောကျောင်းတော်ကြီးကိုတစ်ချက်မျှလှည့်ကြည့်သည်ထို့နောက်တူးဖော်ထားသောရွှေဒင်းကားများကိုကြည့်သေးရုတ်တရက်ဆရာတော်ကြီးဤပုံသဏ္ဍာန်မှာတဖြည်းဖြည်းလင်းလက်လာသည်ညိုမဲနေသောအသားရည်များမှာကြည်လင်လာပြီးရတိရဟန်းတစ်ပါးဤတက်ပယ်သောပုံစံသို့ပြန်လဲပြောင်းလဲသွားသည်တပည့်တော်မှားခဲ့ပါပြီဦးပစင်းအစွဲလန်းဆိုတာတကယ်ပဲပူလောင်လွန်းလာပါတယ်ဆရာတော်ကြီးသည်ဦးတေဇောကိုလက်အုပ်ချီ၍ရှိခိုးလိုက်သည်ထိုခဏမှာပင်ကျောင်းတိုက်ကြီးတစ်ခုလုံးတွင်ငွေးပြန့်သောရနံ့တစ်ခုပြန့်လွင့်လာပြီးဆရာတော်ဤဝိညာဉ်သည်တဖြည်းဖြည်းမှိန်ဖြော့ကာကွယ်ပြောက်သွားလေသည်မိကုံအေးချမ်းသွားသောညောင်ပင်သာနောက်တစ်နေ့တွင်ဦးတေဇောနှင့်ရွာသူရွာသားများသည်တွေ့ရှိခဲ့သောရွှေဒင်းကားများကိုရောင်းချကာဆရာတော်ကြီးအတွက်ရည်စူး၍အကြီးအကျယ်ဆွမ်းကြွေးတရားနာအမျှဝေပွဲပြုလုပ်ခဲ့ကြသည်ထိုနေ့မှစ၍ညောင်ပင်သာကျောင်းတိုက်တွင်ထူးဆန်းသောခြေတံများငိုတံများလုံးဝမကြားရတော့ပေကျောင်းကြီးမှာယခင်ကထက်ပိုမိုအေးချမ်း၍တက်ပယ်လာသည်
ဦးတေဇောသည်ကျောင်းထိုင်ဆရာတော်အဖြစ်ဆက်လက်သတင်းသုံးကအစွဲကင်းမှအေဂျင့်မီဟူသောတရားကိုရွာသူရွာသားများအားအမြဲဟောကြားလျက်ရှိတော်သည်တန်ရောစဉ်ဟူသည်ခိုင်မြဲသောအနှောင့်အဖွဲဖြစ်တော်လဲဉာဏ်ပညာနှင့်မေတ္တာတရားဖြင့်ဖျက်တောက်လိုက်ပါကမည်သည့်ဝိညာဉ်မဆိုလွတ်မြောက်နိုင်ကြောင်းညောင်ပင်သာကျောင်းကြီးကတက်သေးပြနေပါတော့တည်းပြီးပါပြီ။